မင်္ဂလာပါရှင်ဒီနေ့တရုတ်ခောက်ဆွဲကြော်လေးကြော်ပြမယ်နော်တရုတ်ခောက်ဆွဲကြော်ကြော်မယ်ဆိုရင်ကြက်ခောက်ဆွဲကိုသုံးရပါမယ်ရှင်ဒါမှခောက်ဆွဲသားအလုံးကြီးကြီးနဲ့စူစူအီအီလေးရမှာပါကြက်ခောက်ဆွဲ20သားကိုပဲငံပြားကြီးအနောက်နည်းနည်းထည့်ပြီးနေပေးပါရှင်ခောက်ဆွဲကြော်ကြော်ဖို့ sauce စပ်ပါမယ်ရှင်ဘဲငံပြားကြီးအကြီးထမင်းစားစွန်းတစ်စွန်းခရုစီထမင်းစားစွန်းတစ်စွန်းခွဲတကြားလက်ဖက်ရည်စွန်းတစ်စွန်းချက်သားမှုလက်ဖက်ရည်စွန်းတစ်စွန်းတို့ကိုပကံလေးတစ်ခုလေးထည့်ပြီးတေးချစွာမှုတ်ထားပေးပါရှင်ချစ်တုံဖြူသုံးမွာကိုနည်းနည်းထုထားပါမုံညင်းခေါ်ဖီမုံလာဥနီကိုလှီးပြီးရေစေးရေစစ်ထားပါစီ150 ml ကိုကြော်မဲ့ဦးလေးကိုလောင်းထည့်ပါမယ်စီပူလာရင်ချစ်တုံဖြူထည့်ပါမယ်ဝတ်သားကြိတ်သား5ချက်သားကိုထည့်မှွေပါမယ်ဝတ်သားအယောင်ပြောင်းသွားရင်လှီးထားတဲ့အသီးအရွက်တွေထည့်ပါမယ်ရှင်နည်းနည်းမှွေပြီးရင်စောစောကဆက်ထားတဲ့ sauce ကိုထည့်ပါမယ်တေးချစွာနှံ့အောင်မှွေပြီးရင်ရေထည့်ပြီးအဖုံးအုပ်တဲပါမယ်ရှင်အသီးရွက်ထဲကအချိုထက်တွေထွက်လာပြီဆိုရင်ခောက်ဆွဲထည့်ပါမယ်ရှင်တမအောင်မှွေပါမယ်ရေထက်ထည့်ပြီးအဖုံးအုပ်တဲပါမယ်မကြာခဏဖုံးကိုဖွင့်ပြီးမှွေပေးပါနော်ရေခမ်းစပြုတ်လာရင်ခောက်ဆွဲသားကိုလက်နဲ့ဆန်းကြည့်ပါမယ်ခောက်ဆွဲသားနူးအိပ်ပြီးအရေးပြစ်လာပြီဆိုရင်အရသာအရန်ရှိတဲ့တရုတ်ခောက်ဆွဲကြော်ဆူဆူကလေးရပါပြီရှင်ရိုးရှင်းတဲ့ဟင်းချက်နီးလေးတွေနဲ့ပျော်ပျော်ချက်ဖို့အင်ရှင်မအကောင့်လေးကို like and follow လုပ်ထားပေးပါနော်ကျေးဇူးတင်ပါတယ်ရှင်